ဒီလိုပတ်စံရတဲ့ YouTube အကောင့်ကိုပတ်စံတစ်ပြားမကုန်ပဲကိုယ်တိုင်ဖွင့်နေပထမဆုံး YouTube ဖွင့်ထားတဲ့ Gmail လိုပါမယ်ပြီးရင် YouTube Studio ယူရပါမယ်ပြီးရင်နှိပ်ပြီးရင်တော့ကျွန်တော်နီအောင်ပြထားတဲ့နေရာမှာနှိပ်ပါပြီးအပေါ်ကနှစ်ကြောင်းကတော့ကျွန်တော်နာမည်တွေကျွန်တော် user name တွေဖြစ်ပါတယ်ဒီတစ်ခုကတော့ကျွန်တော်သူများရှာရလွယ်အောင်ထည့်ချင်တာထည့်လို့ရပါတယ်ကိုစိတ်ဝင်စားရအောင်ညထည့်လို့ရပါတယ်ကျွန်တော်ကတော့အလွယ်နည်းပတ်စံရှာနေဆိုတော့ဒီတိုင်းထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ဒီအောက်ကပေါင်းလေးမှာ link လေးပါလေးထည့်ရပါမယ်ဒီ Facebook link လို့ထည့်လို့ရပါတယ်ဒီ Facebook ဝင်ပြီးတော့ဒါကျွန်တော်ရဲ့ Facebook account ဖြစ်ပါတယ်ပြီးရင်ဒီ copy link ယူပြီးတော့ဟိုနေရာပြန်သွားပြီးတော့ဒီဘက်ခြမ်းကို link ထည့်မယ်ပြီးရင်ဒီဘက်အရှိတစ်ခုမှာတော့ကျွန်တော်ရဲ့ Facebook page ရဲ့ link ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုတည်ဖို့အတွက် Facebook page ဆိုမှရေးထည့်ရမှာဖြစ်ပါတယ်အဲ့လိုရေးထည့်ပြီးဒီကတော့ကျွန်တော်ရဲ့ Gmail တစ်ခုပေါ့သူများကြော်ညာအဲ့ချင်တာဖြစ်ပါဖြစ်ကျွန်တော်ဆက်သွယ်လို့ရအောင် Gmail ထည့်ပါမယ်အဲ့ပြီးဒီအပေါ်တစ်ခုအရေးကြီးပါတယ်ဒီကဏ္ဍတွေကို copy ယူပြီးတော့Google ကိုသွားပြီးတော့ဒီကဏ္ဍနဲ့ရိုက်ရှာရမယ်ပြီးရင်ကျွန်တော်ပေါ်လာမယ်ဒီ site မတူဆိုရင်ဒီကလက်မခံအောင်ထည့်လို့ရတဲ့အကြောင်းဒီကိုစီမှာပါတဲ့ကဏ္ဍအတိုင်းတောင်းရပါမယ်ပြီးကျွန်တော်ကြိုက်တဲ့ပုံ download လုပ်ရပါမယ်အဲ download လုပ်ဒီပုံနှိပ်ပြီးတော့ကြာပုံကိုကြာဖြီးလိုက်တဲ့အခါမှာကျွန်တော် download ဆိုပြီးတော့ပေါ်လာနေမယ်အဲ့ခါကျရင် download နှိပ်ပြီးတော့ကူးပြမှာဖြစ်ပါတယ်ပြီး save ပြီးရင်ဟိုဘက်ကိုပြန်သွားပြီးရင်ဒီအနီဝိုင်းလေးမှာနှိပ်ပြီးတော့ဟိုတောင်းထားတယ်ပုံပြန်ထည့်ပြီးရင်ဟိုအောက်ဘက်အနီဝိုင်းမှာပြန်နှိပ်ရပါမယ်နှိပ်ပြီးဆိုရင်ဒီအောက်တစ်ခုကတော့ကျွန်တော်ရဲ့ profile ပေါ့ကိုထားခြင်းတဲ့ profile ပေါ့အပေါ်တစ်ခုကတော့နောက်ခံပုံပေါ့ပြောရမယ်ဆိုနောက်ခံဒါ profile အရှိ profile ပုံဖြစ်ပါတယ်အဲ့ပြီးလို့ရှိရင်ကတော့